โอเคဒီဗီဒီယိုကတော့ကျွန်တော်ရှေ့ဘက်ကအမိုင်းနဲ့ပကံသွားတော့မှမတ်တရခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဗီဒီယိုကတော့အခုမှလုပ်ပြီးလို့အခုမှပဲတင်တာပါဘယ်ဒီတော့ဒီဘာလေးလုပ်ခဲ့ရဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းမသိပါဘူးဒါဆိုလို့လိုက်ပါကြည့်ရှုမယ်သူများ train to ပူစံမဟုတ်တဲ့ train to ပကံကိုတော့ကြလာတော့ခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်တို့ညီမမြေထိုင်စတင်ထွက်ခွာခုံမောင်းနေဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာဒီနေ့ကတော့ကျွန်တော်ရန်ရမ်းမျိုးလိုက်ပါတယ်ဒါကတော့ပွဲစီရမြန်မာကြီးနဲ့အဲ့ဒီနဲ့ကျွန်တော်ပါဒါကတော့ပြမလားကိုတမင်ကနာနေတဲ့အချိန်ပါတမင်စားပြီးပြန်အိပ်ပါလေဘေးရတဲ့ကတော့ကျွန်တော်ရှိုးနေပါပြီဒါကတော့9နာရီလောက်ဖြစ်မှတဲ့ပကံမျိုးကျွန်တော်ရောက်ရှိပါပြီအမှားသူတငယ်ချင်းကခေါ်ထားတယ်ဆိုကျွန်တော်ရက်ဆောင်အဲ့တော့ဘာရင်မို့ကျိုးစိုးပိုင်းဆိုရင်လည်းတစ်ပြက်မနက်စာဘာမှမစားသေးရတယ်ဝင်ကားပဲဝင်တော့လိုက်ပါတယ်ဟိုတဲ့မနက်စောကြီးချက်ခင်ဝင်လို့မရသေးရတယ်မျိုးဝယ်ပြန်လာပြီးတော့ပကံမျိုးလည်းအချိန်ကြီးလက်ကားမဖြစ်အောင်လို့ရှောက်ရရမှာဖြစ်ပါတယ်အရင်ဆုံးသွားမယ့်နေရာကတော့လက်ပကြီးဆွဲတဲ့နေရာပါလက်ပကြီးဆွဲတဲ့နေရာကိုအရင်လာလို့ကျွန်တော်တော့တပုံနေပုံတရားလောက်ရက်ခဲ့လိုက်ပါတယ်ကောင်းတဲ့ပုံတော့တပုံတော့ပါပါအောင်အခုကတော့လက်ပကြီးတော့ဆွဲလို့ပြီးသွားပါပြီလက်ပကြီးနဲ့တွန်းတဲ့ခါနဲ့ပါညာပေါ့ဝေါဒါကတော့ဘာမှမဟုတ်ထုံးစံတိုင်းပဲရှောင်းလန်းကြီးအရန်လာလို့မို့တစ်ဖြတ်ပေါ့ဒါကတော့ရှောက်လိုက်လို့အာရလို့ဟိုတယ်ကိုပြန်နေတဲ့လမ်းမှာအတူတွေ့ရတဲ့ရှောက်ရခဲ့တာလေးပါဒါဆိုလို့ရှိရင်ကိုကတော့ကျွန်တော်တို့နေမှာဟိုတယ်ရှိပါပြီဟိုတယ်နာမည်ကတော့ကင်းရန်ကွင်းလို့ပြောရပါပဲကျွန်တော်ကတော့တယောက်တည်းဆိုတော့ကင်းပေါ့ဗျာကွင်းစရာတော့မပါဒါကတော့လက်ရှိကျွန်တော်နေမှာအကောင့်ကိုလည်းရောက်ရှိပါပြီအဲ့ဒါတော့ကျွန်တော်တယောက်တည်းကိုနည်းနည်းကျင်းနေတယ်လို့တော့ခံစားရပါတယ်အဲ့ရောက်ဆိုရင်တော့ကျင်းသွားမလားမသိဘူးစတာပါဒါကချိုပြီးညနေခင်းတစ်ဖြတ်ထွက်တာပဲဖြစ်ပါတယ်သူကတော့ဒီရုပ်ပါပဲနေရာတွေကတော့နေရာတော်များများကိုရောက်ခဲ့ပါတယ်ကျွန်တော်တမန်ရိုက်ကိုလူတိုးနေရပဲဖြစ်ပါတယ်။ညနေခင်းဆိုတော့လူတွေတော့များ။လုံကြီးရဲ့ငှက်တွေနောက်ကတောင်းတန်းနေတဲ့ချောင်းကြီးကတော့တကယ်မိုက်ပါတယ်။ငွေကျန်လည်းဒီနေ့ကနေကြည့်တော့တော်လေးမိုက်တယ်လို့ပြောလို့ရပါတယ်။ပုံလေးအများကြီးရလို့ကောင်းပါတယ်။ဘောင်းအလားတရားလေးပို့ပြီးတော့ပေါ်လင်းပါလို့ကျွန်တော်ကဂျူဝဲကင်မရာလေးနဲ့အစ်စ်ထည့်ပေးလိုက်ပါတယ်။တော်မောင်နဲ့ကိုကြီးကနေရာဆောင်လိုက်ပို့ပြီးတော့တမန်ကြောင်းနဲ့တိဆောက်ပုံလေးအကြောင်းလည်းအကုန်လုံးလေးကတော့ရှင်းပြပါတယ်။ကျွန်တော်မှတော့တော်နဲ့ဟုတ်နဲ့နားထောင်နေမှာဖြစ်ပါတယ်။ကျွန်တော်တို့ထုံးစံတိုင်းပဲပတ်လျှောက်ရနေပါတယ်။ဖေကလည်းညာစင်းတော့ဝင်နေပါလေ။ခါမှဒီညာစင်းကတော့နေတိုင်းရှိရလို့ပြောပါတယ်။ခီးသွားကလာဆိုရင်တော့စီရလို့ပြောတယ်။ကိုလည်းနေတော့စီပါတယ်။ဒါကတော့ညာစင်းကအပြန်ဝဲလာတဲ့ဘာညာလေးကိုဟိုတယ်မှာဖြတ်ချီရပြီးတော့မှညီတော့တယောက်တည်းကျွန်တော်အိပ်ပါပြီ။ဒီနေ့ကတော့ day 2 9နာရီဘောလူကြီးဖို့ကျွန်တော်နိုးနေပါပြီ။ဒီနေ့ကတော့အေးပိုင်ငါထားပါတယ်။ခုကတော့ဘောလူကြီးဖို့ခိုက်ကိုကြီးနဲ့တွားနေကြတာပဲဖြစ်ပါတယ်။မနက်စောကြီးဆိုတော့တော်လေးလေးအေးပါတယ်။အရင်အေးလို့ဆိုရင်ကျွန်တော်လည်းအာနာနဲ့ခိုက်ကိုကြီးကိုအေးပိုင်ကိုရှေ့ရနေပဲပြမောင်းခတ်လိုက်ပါတယ်။အခုကတော့ဘောလူသက်တာနဲ့ပို့ပြီးတော့လိုက်ပတ်သွားလို့ကျွန်တော်ရဲ့ဖြတ်လျှောက်လေးပါထည့်ပေးလိုက်ပါတယ်။ဒီတောင်ကုန်းပေါ်ကနေပြီးတော့ဘောလူတွေကိုနောက်ကန်တိုင်းပြီးတော့တပုံရရတဲ့အရာလည်းတော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်။အခုကတော့ဘောလူကြီးပြည့်ပြန်ကျွန်တော်တို့ဟိုတယ်မှာမနက်စာဝယ်စားမှာဖြစ်ပါတယ်။မနက်စာတော့ထွေထူးမဟုတ်ပါဘူး။ထမင်းပဲပြီးရတဲ့ GPS ထောက်ပြီးတော့ကျွန်တော်တို့ပကံတစ်မျိုးတော့6ပေါ်မှာဖြစ်ပါတယ်။ကျွန်တော်တို့ e-bike ကိုဒီနေ့ကတော့တယောက်တည်းစီရတော့ပြောတော့မနေပါဘူး။နောက်ကနေခါဖတ်လိုက်ပြီးမှကောင်လေးပါရင်တော့တစ်မျိုးပေါ့ဗျာ။ပြီးရတယ်ကျွန်တော်တို့ငှက်ပြစ်တောင်တော့ရောက်ပါပြီ။ရောက်တယ်နဲ့ရှိသမျှဟိုဝင်ဒီထွက်တယ်ကျွန်တော်တို့လုပ်နေပါတယ်။ပြီးတော့ငှက်ကြီးတွေကိုတော့တွေ့ပါပြီ။ငှက်ကြီးတော့ခါမပေါအောင်ကောင်းမဲ့ပါပါတယ်။ပြီးရတဲ့ဆက်ထွက်ခဲ့လိုက်ပါတယ်ဒါတော့တမန်တော်တစ်ဖြတ်ပေါ့ဝေါမောလို့ဆိုတော့အေးလေးဝယ်တိုင်းလိုက်ပါတယ်ပြီးရတဲ့တမန်ရကြီးဖျားကိုတော့ခီးဆက်ခဲ့ကြပါတယ်တမန်ရကြီးဖျားကတော့တူတယ်လည်းတော်လေးကြီးမှပြီးတော့ရုပ်ရှင်တွေကဗီဒီမီကြီးနေတော့ခက်စင်နေဖြစ်ပါတယ်ဖျားတမန်ကြောင့်လည်းနည်းနည်းလေးတော့ဆန်းကျင်ပါတယ်သူကအပေါက်ရလောက်အသေးလေးတော့ဟာခွင့်မရှိအောင်လို့တင်းထားခဲ့တယ်လို့လည်းဆိုပါတယ်တကယ်လည်းအုပ်တွေကဘယ်လိုစီးထားလဲတော့နားမလည်တော့ပါဘူးကော်နယ်မြတ်ကတ်ထားတာတော့ခင်ဗျာ
ဒီကနေ့နေ့စာတော့ပကံရဲ့မတော်မဖြစ်စီးရိတ်ဆိုတဲ့ကြော်စာတော့ကျွန်တော်သွားခဲ့ပါတယ်ကျွန်တော်တို့ဗိုက်စာစာနဲ့ရှိသမျှအကုန်ယူပါတယ်မျိုးတီးကြော်တော့ကျွန်တော်အတက်မှာဒီခါတော့ပထမဆုံးမြင်ဘူးတဲ့ကြော်ပါပဲရှားစီတော့တစ်ခါမှမမြင်ဘူးပါဘူးပြီးတာနဲ့ဆက်ပြီးတော့ခီးဆက်ခဲ့ပါတယ်သွားလာနေထန်းတော့တွေ့နေမနေနိုင်လို့300သာဝင်ပြီးတော့ခဏတာချီရခဲ့ကြပါတယ်မတော့ရင်နေ့ရက်တိုက်ဆိုင်ပတ်တဲ့တိုးရတယ် 这两个苗子早吗？哎，那会晚但好哦冒榜听说吧，你们听说格力抽进来，这ညကြဟိုတယ်ရောက်တော့လည်းထပ်ပြီးတော့ချီရကြပါတယ်ဖျားဘူးလာလားအတော့လာတလားမသိပွဲတော့ပါဘူးဒီညတော့ day 3ပါကျွန်တော်အိမ်ရထားပါပြီထုံးစံတိုင်းမျိုးဟိုတယ်မှာလက်စားစားပြီးတော့ဒီနေ့လည်း e-bike ထပ်မှာထားပါတယ်တဲကြတော့ဒီညတော့ထွေးထူးတော့မရှိတော့ပါဘူးဒါပေမဲ့လည်းနေရာဘိုးဆောင်အောင်လို့မဆိုပြီးတော့ကျွန်တော်ရှောက်နေမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့3ယောက်ပြင်5ပြည့်ဖျားအောင်မနေ့7နှစ်မကျော်ခင်သွားရတယ်ဆိုလို့အကုန်ရောက်အောင်လို့ကျွန်တော်တို့အသေးအံသွားနေကြတာဖြစ်ပါတယ်ဒီကနေ့လည်းရောက်တယ်နေ့လည်းတော့ထုံးစံတိုင်းစီးရိတ်မှာပဲဝင်ပြလိုက်ပါတယ်လူကတော့တကောင်လုံးဖုန်နေနေအပြည့်ပါပဲဒီကတော့ကျွန်တော်နောက်ဆုံးပိတ်အနေနဲ့မျိုးစင်ကိုသွားရမှာဖြစ်ပါတယ်အပေါ်ကနေကြည့်လို့ရှိရင်ပကံမျိုးအကုန်လုံးဒီပါကိုမြင်ရတယ်ဆိုလို့မရလားဆိုတော့ကျွန်တော်သွားရတယ်ဖြစ်ပါတယ်ကိုကတော့ပေါ်ရောက်ရှိပါပြီအမတွေကတော့မတက်တော့ဆိုလို့ကျွန်တော်တယောက်တည်းပဲတက်ခဲ့လိုက်ပါတယ်ပေါ်ရောက်တော့လည်းတော်လေးမြင်လို့တော်လေးမိုက်တဲ့ view ပါပဲဒါကတော့9ရက်တာခီးပြီးတော့ကျွန်တော်ပြန်နေပါပြီဒီ view ကတော့ဒီလောက်ပါပဲနောက်ပြီးတော့မှပြန်တွေ့ကြပါမယ်ခင်ဗျာ